အခုလိုကွာရှင်းဖို့ဆုံးဖြတ်ချက်ချလိုက်ပြီဆိုတော့စီစဉ်စရာရှိတာဆက်စီစဉ်ရအောင်ပါပေါ့ စိတ်မပူပါနဲ့မမန်သမီးရသိရထိုက်ထားတဲ့ကိုပို့ပြီးတော့ခွဲပြလိုက်အောင်ပါ ကျမအဲ့ဒါကြီးစိတ်ဝင်စားကျမသမီးလေးတသိငယ်ကိုအပြည့်အဝအုတ်ထိန်ပိုင်ခွင့်အဲ့ဒါပဲကျမလုပ်ချင်တယ် ။အော်ဘယ်ဖြစ်မလဲ။ခလေးကိုပိုပြည့်စုံတဲ့နေရာမှာပဲထားရမှာပေါ့ ဒီမှာကျမဒီအိမ်ကနေထွက်သွားတာနဲ့ဒီအိမ်ကိုတခြားစိမ့်တက်ကရောက်လာမှလေကျမသမီးကိုစိမ့်နဲ့မထားနိုင်ဘူးကျမအပိုးတွေမပြောချင်ဘူးကျမသမီးရဲ့အုတ်ထိန်ပိုင်ခွင့်ကိုကျမအပြည့်အဝလုပ်ချင်တယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ဒီအိမ်ရဲ့အခြေအနေရှင်လုံးကဝုန်းတိုင်းကျဲခဲ့တဲ့နေ့တွေစီပြန်ရောက်အောင်ကျမအလုပ်မှာနော် ဟာအဲ့လိုတော့မလုပ်ပါနဲ့မမရဲ့ဟိုကသမီးလေးကသူ့မိနဲ့သူနေရာပဲကောင်းပါလေတပတ်တစ်ခါကျွန်တော်အိမ်ခေါ်လာရမယ်ဒီအချိန်လေးထိရောက်မှတော့ပြန်လာထပ်မပြအောင်မယ်နေကြအောင်နော်မမကိုတကယ်ကျေးဇူးတင်ပါတယ်မမဆုံးဖြတ်ချက်ကကိုတို့တမိသားစုလုံးအတွက်အကောင်းဆုံးဖြစ်စေခဲ့ပါ ရှင်ကိုစိတ်ချမ်းသာစေခြင်းလုံးလို့ချလိုက်တဲ့ဆုံးဖြတ်ချက်တော့မဟုတ်ဘူးကျမအတွက်ကျမချလိုက်တဲ့ဆုံးဖြတ်ချက်ပဲဒီအကုသို့များလုံးတဲ့နေရာကနေကျမလွတ်မြောက်ချင်တာ မမကိုမမပေါ်အမားကြီးအများကြီးလုပ်ခဲ့ပါတယ်ဒါပေမဲ့ကိုခွင့်လို့ပေးပါလို့လေကိုမတောင်းဆိုတော့ပါ ရှုံလည်းကျမမခွင့်လွတ်ပါဘူးကိုကိုငယ်ရဲ့ရှင်တို့တမိသားစုလုံးဝက်ပြန်လဲပါစေလို့ကျိန်စာတိုက်ပြီးမှထပ်သွား ။မမမေ။ထပ်သွားတော့ပဲလူမလို့သီးခံနေတာရိုင်းမလာနဲ့နော် ဘာဖြစ်လဲအမှန်တိုင်းပြောလေခြေနဲ့လည်းတက်လာ ။မမမေ ဘာလဲ သမီးဒေါသမဖြစ်ပါနဲ့သမီးရဲ့စိတ်လျှော့ပါသမီးလည်းမြင်ငါဆောင်နေပြီမလားဒေါသထွက်ရင်တိုင်းပျက်စီးတတ်တယ်တဲ့သမီးစိတ်လျှော့လိုက်နော်သမီးနော် ဟုတ်တယ်မမကျွန်တော်အဓိကကိစ္စကိုပဲအာရုံစိုက်အောင်နော် တမလို့ ဒီနေရာလေးနော်